မျိုးပြရဲ့စူညံမှုတွေကနေအေးတန်းစိတ်နေတဲ့နေရာကောင်းလေးမှာစိတ်ကိုအပန်းဖြေကြည့်မလားဈေးတန်ပြီးရက်ွက်ကောင်းကောင်းမှနေခြင်းသူတွေအတွက်အိမ်ကြီးတန့်ပြီးလမ်းကျယ်ရဲ့နေရာကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်နေရာအတိအကျကိုပြောရရင်တော့အင်းစိန်မျိုးနဲ့တောင်သူကုန်းရောက်ွက်ထဲမှာဖြစ်ပြီးတော့ပတ်ဝန်းကျင်လေးကလည်းစိတ်ကိုငြိမ်းချမ်းစေပါတယ်ကဲဒါဆိုရင်မင်းကွန်းကျောင်းနဲ့ကိုကဘောစီးုံအနီးကဒီချန်ကျဲကြီးတဲ့ဝင်ပြီးတော့နည်းနည်းလေးလာကြည့်လိုက်ရအောင်ဒီချန်ရဲ့အကျယ်ဝန်းကတော့94,450စတူရန်ပေကျယ်ဝန်းတာမို့ကိုမြေကိုချန်နဲ့ကိုအေးအေးချမ်းချမ်းနေခြင်းသူတွေရောရင်းနှီးမြုပ်နှံခြင်းသူတွေအတွက်ပါအသင့်တော်ဆုံးနေရာလေးပဲဖြစ်ပါရဲ့ရှင်ဒီတာယာစိတ်နေတဲ့ချန်ကျဲကြီးရဲ့မှာလှပတည်တတ်တဲ့တိုက်အိမ်လေး၃လုံးပါပါတယ်ပိုင်ဆိုင်မှုအထောက်အထားခိုင်လုံတဲ့ဂရမ်မြေဖြစ်ပြီးတော့တစ်စတူရန်ပေကိုလည်း2,800,000ကျပ်သားကျတင်တာဖြစ်လို့ဈေးလဲတန်နေရာလဲမှန်ဆိုတာဒီလိုနေရာမျိုးပဲပေါ့လေကောင်းလေတန်လဲရစိတ်လဲတည်ငြိမ်အေးချမ်းမှုတွေပေးမဲ့ဒီခြံကျဲကြီးထဲမှာအပင်ဆိုင်ရဝါသနာပါတဲ့သူတွေအတွက်လည်းအဆင်ပြေထက်ကိုပို့နေပါသေးရဲ့ခြံကျဲကြီးကကိုမိန်တွေကိုကြည့်ရုံနဲ့လဲတဘာဝပတ်ဝန်းကျင်အနှစ်သာရကိုတဝါကြီးခံစားလို့ရပါသေးရဲ့ရှင်ကဲဒါဆိုရင်တော့ပိုင်ဆိုင်မှုအထောက်အထားခိုင်းပါတဲ့အိမ်ချမ်းမြေတွေကိုစိတ်ဝင်စားပြီးလာရောက်ဝယ်ယူခြင်းသူများအယောင်အပ်ခြင်းသူများကုမ္ပဏီများအကျိုးဆောင်များပိုင်ရှင်များအားလုံး Easy Asset ကိုဓာတ်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါရဲ့ရှင်။